Hello မင်္ဂလာပါရှင်ဘင်္ဂိတ်တတာပါဒီနေ့ကတော့တရားကိုအဲ့လိုမျိုးမိတ်ကက်နဲ့လလပပတွေ့ရမှာတော့မဟုတ်ဘူးပေါ့နော်တရားဒီဗီဒီယိုဘာဖြစ်လို့ရိုက်ဖို့ရည်ရွယ်ထားလဲဆိုလို့ရှိရင်တရားရဲ့ဒီ friendship နဲ့ပတ်သက်တဲ့အကြောင်းအရာလေးတစ်ခုကိုတရားကရင်ဆိုင်ခဲ့ရတယ်ပေါ့နော်ဒီဘာအကြောင်းအရာလဲဆိုလို့ရှိရင်တော့တရားရဲ့ Facebook မှာတရားသင်ထားတဲ့အရန်လဲ hot နေတယ်ပြီးတော့ဒါ share တို့ comment တို့ဖတ်ကြည့်လိုက်တဲ့အချိန်မှာကိုယ့်လိုမျိုးပေါ့နော်ကြုံခဲ့ရတဲ့လူတွေရှိတယ်ကြုံနေရတဲ့လူတွေရှိတယ်အမ်အဲ့ဒီမှာမှလေတချို့ကြတော့လေဒေါသတွေထွက်တယ်ပေါ့နော်တချို့ကြတော့လေဒါဖြစ်တတ်ပါတယ်ပေါ့နော်တချို့ကြတော့လေအဲ့လိုမျိုးပေါ့ကိုယ့်အတွက်အဲ့လိုမျိုးစိတ်တွေတိုတဲ့ comment တွေအများကြီးတွေ့ရတယ်အဲ့ဒါအချိန်မှာဘာလို့ဒါပြန်ပြီးတော့စဉ်းစားမိလဲဆိုလို့ရှိရင်လေလွန်ခဲ့တဲ့နှစ်တွေတုန်းကပေါ့နော်ဒါကိုဒီ teenager အရွယ်ကလေးလေးတွေကလာမိကြတယ်ပေါ့နော်ဒါကတော့လေ teenager မှာပဲဖြစ်တတ်တဲ့အရာတစ်ခုလို့ဒါကိုယ်တိုင်လည်းသိခဲ့တယ်ဒါကိုယ်တိုင်လည်းပေါ့နော်ကြုံခဲ့ဘူးတယ်ငယ်ငယ်တုန်းကပေါ့နော်ငယ်ငယ်တုန်းကကြုံခဲ့ရတာကကိစ္စမရှိဘူးဆိုပေမဲ့အသက်30ကျော်မှကြုံခဲ့ရတာကတော့လေကိုယ်တိုင်လည်းကိုအံ့ဩမိတယ်အဲ့ဒီအခါမှာဒါဘာကိုပြန်ပြီးတော့စဉ်းစားမိလဲဆိုလို့ရှိရင်โอเคပေါ့နော်ဒီအကြောင်းအရာကိုကြုံလာရတာဟုတ်ပြီပေါ့နော်ငါတို့တွေဘယ်လိုမျိုးဒီအကြောင်းအရာကိုอืมကြော်ဖြတ်ကြမှာလဲဆိုပြီးတော့မှဒါဒီရက်ထဲကိုလည်းစဉ်းစားကြည့်တယ်ပေါ့နော်ဘာဖြစ်လဲဆိုလို့ရှိရင်ဒါကိုယ်တိုင်လည်းအရန်နည်းနည်းအဲ့လိုမျိုးစိတ်ပိုင်းဆိုင်ရာထိခိုက်ရတယ်ပေါ့နော်ဆိုတော့အဲ့ဒါကြောင့်မလို့ဒီ vlog ကိုဒါရိုက်ဖို့စဉ်းစားမိတာပါဆိုတော့ဘာအကြောင်းအရာတွေဖြစ်ခဲ့လဲတရားဒီရက်ထဲဘယ်လိုမျိုး healing လုပ်နေလဲအဲ့ဒီအပေါ်မှာတရားဒီထက်ဘယ်လိုမျိုးပို့ပြီးတော့မှကောင်းကောင်းဖြည့်ရှင်းခဲ့ရင်ရနိုင်လေအဲ့ဒါတွေလည်းတရားကိုပြန်တောင်းတက်တဲ့အနေနဲ့အဲစဉ်းစားပြီးတော့မှအားလုံးနဲ့ sharing လုပ်ပြီးသွားမယ်ပေါ့နော်ဆိုတော့ဆက်ပြီးတော့ကြည့်ပေးပါအောင်လို့ကိုအမ်သွားရမယ်ဆိုလို့ရှိရင်တော့တရားကမွေးနေ့တစ်ခုဖိတ်ခံရတယ်ပေါ့နော်အဲ့တငယ်ချင်းကလည်းတရားနဲ့ရောတရားအမျိုးသားနဲ့ရောပေါ့နော်အရင်ရင်းနှီးတယ်သူ့မှာစစ်ဆက်ထားတဲ့လူရှိတယ်စစ်ဆက်ထားတဲ့လူနဲ့တရားအမျိုးသားနဲ့လည်းအဲ့လိုစက်တောင်းတွေအတူတူဆောတာတို့အဲ့လိုမျိုးလေးတွေပေါ့နော်ရင်းနှီးတယ်ဆိုပေမဲ့တရားတို့ကနေပဲသစင်ရင်းနှီးတယ်ပေါ့နော်ဒါပေမဲ့သူတို့ကယောက်ျားလေးတွေလည်းဖြစ်တယ်ဆိုတော့တိတ်တော့ကိုရီလိုမျိုးတော့ခေါ်ပြောတော့တိတ်မရှိဘူးအဲ့ဒီမှာနဲ့အဲ့ဒီဒရာရဲ့တငယ်ချင်းဆိုတဲ့လူကဘာဖြစ်လဲဆိုလို့ရှိရင်ဒီလိုသူ့ရဲ့မွေးနေ့တစ်ခုဖိတ်တယ်ပေါ့နော်ဖိတ်တာမှာအဲ့လိုမျိုးကောင်းကောင်းလေးသူကဖိတ်တယ်ဆိုတာဒီလိုRSVP နဲ့ပေါ့နော်အော်လာရမယ်ပေါ့နော်လာမယ်ဆိုလို့ရှိရင်ဒီမှာနာမည်လေးတွေထည့်ပါပေါ့နော်ဆိုအဲ့လိုမျိုးဖိတ်တော့ကိုရီးယားလည်းလီစာတမွန်းနေပေါ့နော်သွားဖို့ဆိုပြီးတော့မှဆုံးဖြတ်ခဲ့ကြတယ်ဆုံးဖြတ်ခဲ့တယ်အဲ့ဒီမတိုင်ခင်ကိုရီးယား friendship ကိုပြန်သွားရမယ်ဆိုလို့ရှိရင်တရားတို့ကဒီကုမ္ပဏီတစ်ခုမှအလုပ်လုပ်တယ်တရားတို့တယောက်နဲ့တယောက်ကဒီလိုမျိုးလေတခန်းကိုနှစ်ယောက်တွဲထားတယ်ပေါ့နော်အဲ့ဒီမှာတရားတို့နှစ်ယောက်ကတရက်ကို8နိုင်9နိုင်လောက်နေ့တိုင်းတွေ့ကြရတယ်ဆိုတော့ကိုရီးနှစ်ယောက်ရဲ့တယောက်နဲ့တယောက်ခင်မင်ဖြစ်တည်မှုကနှစ်ကျော်လောက်ဆိုတော့လေတော်တော်လေးတယောက်နဲ့တယောက်အကြောင်းတီးလာကြတယ်တယောက်နဲ့တယောက်လည်းခင်လာကြတယ်ပေါ့နော်ပြီးတော့သူကတခြားနိုင်ငံသားလည်းဖြစ်တယ်ဆိုတော့တရားရဲ့ဒီ friendship boundary နဲ့ပတ်သက်ရင်အရန်ဘယ်လိုပြောမှလဲဂရုစိုက်တဲ့ထဲပါတယ်ပေါ့နော်အထူးသဖြင့်တရားရဲ့ငငယ်ကလေးကပေါင်းလာတဲ့တငယ်ချင်းတွေတရားရဲ့ဒီတဝန်းခွဲတို့တရားမိသားစုထဲကိုလူစိမ်းတယောက်ခေါ်လာမယ်ဆိုလို့ရှိရင်အရန်ဂရုစိုက်တဲ့ထဲပါတယ်ပြီးတရားကအရန်အဲ့လိုမျိုး minimalist ဖြစ်တယ်ပေါ့နော်ပစ္စည်းတွေမဟုတ်ဘူးလူတွေနဲ့ပတ်သက်ရင်တရားကအရန်ကြီးကျက်ပြီးတော့မှပဲကိုယ့်ရဲ့ boundary ထဲကိုဝင်လာစေချင်တဲ့လူမျိုးထဲမှာပါတယ်ပေါ့နော်ဆိုတော့အဲ့ဒီမှာね okay ဆိုတရားရဲ့ wedding ကိုလည်းသူ့ကိုဖိတ်ခဲ့တယ်ပေါ့နော်အဲ့လောက်ထိ close တွေဖြစ်ကြတယ်ပေါ့နော်ပြီးတော့အလောက်ကတက်ခါတလေကြလို့ရှိရင်သူကနောက်ကျရဲဆိုလို့ရှိရင်လည်းတရားကသူ့ကိုအမြဲတမ်း cover လုပ်ပေးတယ်ပေါ့နော်ဆိုဘာဖြစ်လို့လဲဆိုသူနေတာကဒီတရားတို့အလုပ်လုပ်တဲ့နေရာနဲ့နည်းနည်းဝေးတယ်ဆိုပြီးတော့မှအဲ့လိုမျိုးလေးတွေပေါ့တခါလေလဲကိုလည်းသူ့စီကအကူကြီးယူခဲ့တာပဲဒါတော့တယောက်နဲ့တယောက် friend တွေဖြစ်တယ်ဆိုတော့ okay တရားလည်းအဲ့ဒီမှာလည်းဆုံးဖြတ်လိုက်တယ်ပေါ့နော်အော် तू ကကိုယ့်အတွက်တကယ်ရှိနေတဲ့လူပဲပေါ့နော်ကိုလည်းသူ့အတွက်ရှိနေပေးနိုင်တယ်ဆိုတော့ဒါတယောက်နဲ့တယောက်တော်တော်ရင်းနေတဲ့ခင်မင်မှုမှာပဲလုပ်လို့ရတယ်လေနော်ဆိုတော့
ဒါလည်းအဲ့လောက်ထိလောက်ထားပြီးတော့ okay she is one of my best friends ဆိုပြီးတော့မှအဲ့လိုမျိုးပေါ့နော်ကိုယ့်ရဲ့ရုပ်ဝန်ထဲကိုခေါ်တွင်းလာလိုက်တယ်ပေါ့နော်ခေါ်သွင်းလာတော့ဒါကိုယ်တိုင်လည်းပဲအဲ့ဒီချိန်မှာလူတွေကဘာဖြစ်တတ်လဲဆိုလို့ရှိရင်လေတယောက်နဲ့တယောက်အရင်ရင်းနေတယ်တယောက်နဲ့တယောက်လှုပ်ပြီးလာရတယ်အဲ့ဒီမျိုးတွေဖြစ်လာတဲ့အချိန်မှာတယောက်နဲ့တယောက်ဘာဖြစ်လာကြလဲဆိုရင်တယောက်နဲ့တယောက်မျောလင့်ချက်တွေရှိလာကြတာကိုဒါကိုယ်တိုင်မြင်ရတယ်ပေါ့နော်အဲငါချစ်ပေးတဲ့လောက်သူပြန်ချက်တာကိုကိုတွေကလိုချင်လာကြတယ်ဒါကတော့လူတိုင်းမှာပဲကိုတယောက်တည်းမဟုတ်ကိုလည်းဘုရားသခင်လည်းမဟုတ်ဘူးဟိုကိုလည်းမဟုတ်ဘူးလေနော်ဟိုစင်ကြယ်နေတဲ့သူတော်စင်လည်းမဟုတ်ဘူးဆိုတော့ကိုပေးတဲ့လောက်ကိုပြန်လိုချင်တာတော့ဘာလို့မဆိုဖြစ်တတ်တာပဲပေါ့နော်ဆိုတော့အဲ့ဒီမှာအဲ့လိုတွေဖြစ်လာကြတော့မွေးနေ့တစ်ခုကိုသူဘက်ကနေပထမဆုံးသူ့ရဲ့ဒီ family ထဲကိုဖိတ်တယ်ဆိုတော့ကိုလည်းလေးစားသမှုနဲ့သွားမယ်ဆိုပြီးတော့မှတရားတို့ကလည်းပြင်ဆင်ကြတယ်ပေါ့နော်โอเคအဲ့ဒီမှာねဒါတို့သွားမယ်လို့တော့ဘာဖြစ်လဲဆိုရှင်ဒါရဲ့အမျိုးသားကဒီစပိန်ကိုသွားရမယ်ပေါ့နော်သူ့ရဲ့ family ကိစ္စကြောင့်ပေါ့နော်သွားရမယ်ဆိုပြီးဖြစ်လာတော့ဒါလည်း okay ငါတယောက်တည်းသွားပေးမယ်ပေါ့နော်ဒီကိစ္စကိုသွားမယ်ပြီးလို့ရှိရင်ဆိုပြီးတော့မှကိုကလည်းကိုပို့ပြီးတော့မှတာဝန်ရှိသလိုခံစားခဲ့ရပြီးတော့မှသွားခဲ့တာပေါ့နော်အဲ့ဒီမွေးနေ့ပွဲကိုဆိုတော့မွေးနေ့ပွဲကဒါသွားတော့နည်းနည်းဝေးတယ်ပြီးဒါကိုယ်တိုင်ကားမောင်းသွားခဲ့ရတယ်သူတို့ဖိတ်ချိန်ထားတာ2နာရီနဲ့45မိနစ်ညနေပိုင်းပေါ့နော်ဆိုတော့ထီးတွေဘာတွေတောက်ပြီးတော့အဲ့လိုမျိုးအင်္ဂလိပ်စာဘိုးစားတွေစားပြီးတော့အဲ့လိုမျိုးလောက်ရတဲ့ပွဲလေးပေါ့နော်ဆိုတော့အဲ့မှာတရားတို့ကလည်းပြင်ဆင်ပြီးသွားတော့အဲ့ဒီမှာတရားက9မိနစ်လောက်နောက်ကျတယ်ဘာဖြစ်လဲဆိုလို့ရှိရင်တရားကကားဖခင်နဲ့ရှာရတယ်ဆိုတော့နောက်ကျတော့အဲ့ဆိုင်ကိုအပြေးလောသွားပြီးတော့သူ့ကိုစာပို့ခဲ့တယ်ပေါ့နော်တကယ်ချင်းရေးပေါ့နော်9မိနစ်နောက်ကျတယ်ဆိုတော့နင်တို့အထဲတွေအကုန်ရောက်ကုန်ပြီထင်တယ်နင်တို့ဘယ်အခန်းမှာလဲပေါ့နော်ငါ reception ဘယ်လိုမေးပြီးဝင်လာရမှာလဲပေါ့နော်ဆိုအဲ့လိုမျိုးလေးမေးတော့10မိနစ်လောက်လေးမှာသူ့စီကစာပြန်လာတာကအဲ့လိုမျိုးသူတို့နောက်ကျမယ်ပဲအဲ့လိုမျိုးလေးပဲပြောရဲဆိုတော့ဘယ်လောက်နောက်ကျမယ်လဲလည်းမပြောဘူးပြီးတော့တရားလည်းမမေးချင်ဘူးပေါ့နော်ခဏနေကြရင်အားနာတယ်ပေါ့နော်ဘယ်လောက်နောက်ကျမလဲကွာလည်းမမေးချင်တာနဲ့ okay ပေါ့နော်ဆိုတော့ဒါဆိုငါအပြင်မှာစောင့်နေမယ်ပေါ့နော်ဆိုတော့တရားအဲ့ဒီမှာအဲ့ဒီ coffee ဆိုင်ရဲ့အပြင်ဘက်မှာအဲ့လိုမျိုးခုံတွေရှိတယ်ပေါ့နော်အဲ့ဒီမှာစောင့်နေတယ်စောင့်နေတော့မိနစ်30လောက်ကြာတော့ဒါအမျိုးသားဖုန်းဆက်လာတယ်သူကလည်းဒါပွဲရောက်နေပြီထင်တယ်ပေါ့နော်ထင်ပြီးတော့မှ okay ပေါ့နော်နင်အဆင်ပြေလားရောက်နေတာဘာညာပေါ့နော်သူကတော့စိတ်ပူပြီးတော့လမ်းပြီးတော့ဒါလည်းငါစောင့်နေတော့မဲပေါ့နော်သူတို့မရောက်သေးဘူးရောက်ရင်တော့သူတို့ငါ့ကိုစာပို့မယ်ထင်တယ်ပေါ့နော်သူတို့ဒီဆိုင်ရှင်းမှာပဲဖြတ်ရမယ်ဆိုတော့သူတို့ပြောလိုက်မယ်ပေါ့နော်ဆိုတော့ဆိုတော့ဒါအမျိုးသားကလည်း okay ပေါ့နော်အဲ့ဒါဆိုလို့ရှိရင်လမ်းဘေးမှာမစောင့်နဲ့ပေါ့နော်ပြဆိုတော့ညနေပိုင်းလည်းရောက်လာပြီလေ3နိုင်လည်းကြော်လာပြီဆိုတော့ဒီမှာလည်းဆောင်းရသည်ဆို4နိုင်5နိုင်ဆိုမိုးချုပ်ပြီလေနော်ဆိုတော့အဲ့ဒါနဲ့ဆိုင်ဆိုင်မှာဝင်စောင့်နေမဟုတ်ရင်လည်းအဲ့ဒီ coffee ဆိုင်မှာပဲ coffee လေးတွေမှာတောက်ရင်စောင့်နေပေါ့နော်ဆိုတော့ဒါလည်းငါအဲ့လိုမျိုးစားတောက်နေတာတို့မြင်လာတွေ့ရင်ရိုင်းရကြမယ်ပေါ့နော်ဆိုတော့ဒီမှာအဲ့လိုတွေရှိရလေဆိုတော့ငါဟိုအရှိရဒီထိုင်းဆိုင်မှာပဲသွားစောင့်နေမယ်ဆိုပြီးတော့မှအဲ့ထိုင်းဆိုင်ရဲ့ထဲကိုတရားဝင်သွားလိုက်တယ်နည်းနည်းမျက်နှာဆောင်လေးမှာပေါ့နော်ဝင်သွားပြီအဲ့ဒီမှာထိုင်းချီတို့တရားစားချင်တဲ့စက်တောင်တို့တရားတစ်နေ့ကုန်မှမစားရသေးဘူးမနေ့ပိုင်းလည်းအလုပ်သွားခဲ့ရတယ်ဆိုတော့အဲ့ဒါနဲ့တရားကအဲ့ဒီထိုင်းဆိုင်ထဲမှာဝင်စောက်နေခဲ့တယ်ပေါ့နော်ဆိုတော့အဲ့ဒီမှာနဲ့တရားကလည်းထိုင်းဆိုင်မှာမိနစ်30လောက်ရှိနေပြီတရားမှာစားတာနဲ့သူတို့လာပို့တာနဲ့ဆိုလို့ရှိရင်တော်တော်ကြာနေပြီပေါ့နော်ကြာနေပြီဆိုတော့တရားလည်းစောင့်နေရင်လည်းထက်မေးတယ်တကယ်ချင်းနဲ့ဘယ်မှာလဲပေါ့နော်ဆိုတော့ဒီလာရောက်ခါနေပြီလားပေါ့နော်ဆိုတော့သူကလည်းနောက်ထပ်10မိနစ်15မိနစ်ဆိုရောက်ပြီနဲ့ဆိုပြီးပြောတော့ okay သူရောက်ရင်တော့ငါ့ကိုစာပို့မှာပဲပေါ့နော်ကိုလည်းအဲ့လောက်စောင့်နေပြီဆိုတော့အဲ့ဒီအချိန်မှာတချို့တွေကလည်းပန်းကိတ်ပါလို့နေစောင့်နေခဲ့တာလေပေါ့နော်ဆိုပြောလိမ့်မယ်တရားကတောယုံတန်ယုံလူတွေတရားစိတ်ရှည်တယ်မပါဘူးဆိုတော့တရားရဲ့ close friend တို့ family တို့အကုန်လုံးသိတယ်သူတို့ပြန်စောက်ရတာတွေပါတယ်ဆိုဘာမှမလုပ်ချင်ဘူးပြီးတော့တရားကလေအရန်ခင်ပြီးအရန်ချစ်ပြီးဆိုလို့ရှိရင်လေတစုံပေါ့နော်တစုံထဲမှာပါတယ်ပြီးလို့ရှိရင်သူ့ကိုဘာဖြစ်လို့နောက်တစ်ချက်စောက်နေလဲဆိုလို့ရှိရင်လေကိုကလည်းအဝေးကမောင်းလာရပြီဆိုတဲ့စိတ်ရယ်နောက်ပြီးလို့ရှိရင်အော်တရားလက်ဆောင်တွေလည်းပြင်ဆင်လာတယ်သိတယ်မလားတရားကလက်ဆောင်လည်းပြင်ဆင်လာတယ်ဆိုတော့လေအဲ့လိုစိတ်တွေရောနောက်ပြီးတော့တရားအမျိုးသားမလာနိုင်တော့လေငါပါထပ်ပြန်သွားရင်ပေါ့နော်အားနာစရာကြီးပေါ့ကွယ်သိတယ်မလားအဲ့လိုမျိုးစိတ်တွေလည်းရှိရဲဆိုမြန်မာဆိုတော့မြန်မာစိတ်ကရှိသေးတယ်လေနော်ဆိုတော့
ပြီးလို့ရှိရင်တရားကဒီသူကလည်းပေါ့နော်လူတယောက်ကဒီနာမည်တွေနဲ့ဖိတ်ထားရဲဆိုတော့ပတ်စံတွေကြိုးပေးထားရတယ်ဆိုတော့အားနာတယ်ပေါ့နော်ဆိုတော့$55လားဘယ်လောက်လဲမသိဘူးတယောက်ကိုပေါ့နော်အဲ့လိုမျိုးတွေပေးထားရတယ်ဆိုတော့ကိုကလည်းကိုကြောက်ပေါ့နော်ကိုမရှိဘဲနဲ့ပြန်သွားရင်ပေါ့နော်အဲ့လိုမျိုးလေးတွေဖြစ်မှာပဲဆိုပြီးတော့မှဆက်စောင့်နေရင်လည်းတနိုင်ကျော်လောက်ကြာသွားတော့သူပြောတဲ့10မိနစ်15မိနစ်လဲရောက်ရောဘာစာမှလည်းမဝင်လာတော့တရားလဲโอเคပေါ့နော်သူရောက်လောက်ပါပြီပေါ့နော်ငါသွားပြီးတော့အကေးသူမရောက်သေးဘူးဆိုရင်လဲငါလက်ဆောင်ပစ္စည်းတွေခြံထားလိုက်တော့မယ်မိုးလဲတော်တော်ချုပ်လာပြီပေါ့နော်၄နိုင်လဲကြော်ပြီဆိုတော့ငါလက်ဆောင်ပစ္စည်းတွေခြံထားပြီးတော့မှငါတခုခုပြောပြီးပြန်လိုက်မယ်ပေါ့နော်ဆိုပြီးတော့မှအဲ့လိုမျိုးစိတ်ကအဲ့ဒီလောက်မှပဲဝင်လာဆိုတော့အဲ့ဒီမှာねတရားကอืมသွားတော့တကားအဲ့ဒီ reception မှာမေးပြီးတော့မှအထဲဝင်သွားတော့သူ့ရဲ့စီးချိုမှုကပထမတစ်ချက်ကဟိုမိတ်ငယ်နဲ့နောက်ကျတယ်ပေါ့နော်အဲ့ဒီမှာတရားဘာတတိချားမိလဲဆိုရှင်လာတဲ့လူတွေကသူ့မိသားစုရဲ့သူ့ရဲ့စစ်ဆက်ထားတဲ့ကောင်လေးရဲ့မိသားစုအပြင်တငယ်ချင်းဆိုမှတရားနဲ့သူ့ရဲ့ wedding ကြရင်သူ့ကိုအဲ့လိုမျိုး bridesmaid လုပ်ပေးမဲ့ကောင်မလေးတစ်ယောက်ပဲတွေ့ရတယ်ပေါ့နော်အပြင်လူဆိုလို့တရားတို့2ယောက်ပဲရှိတယ်ဆိုတော့အဲ့ဒီမှာねတရားလဲတရားကိုအဲ့လိုမျိုးနှုတ်ဆက်လိုက်တော့တရားရင်ဝကိုလေဆောက်ကန်တယ်လို့ခံစားခဲ့ရတယ်ပေါ့နော်ဒါကတော့လူပဲလေနော်ဆောက်ကန်တယ်လို့ခံစားခဲ့ရတော့တရားမပြောဘူးဘာမှလည်းမစားနိုင်ဘူးဒါပေမဲ့ဘာမှလည်းပြန်မပြောခဲ့ဘူးဘာဖြစ်လဲဆိုရှင်အော်ဒါကြီးကသူ့ရဲ့ wedding နောက်ဖြစ်တဲ့ birthday ပေါ့နော်ဆိုတော့သူ့ကိုလည်းငါအဲ့လိုမျိုးမလုပ်ချင်ဘူးပေါ့နော်စိတ်လည်းမဆိုးပြချင်ဘူးသူဒီရဲ့မှာပေါ့နော်ဒါပေမဲ့လေနောက်ကျတာတော်နောက်ကျတယ်အဲ့လိုဖြစ်တော့အဲ့ဒါနဲ့ဒီကိစ္စတွေဖြစ်ပြီးတော့ဒါအိမ်ပြန်တယ်အိမ်ပြန်တော့အော်သူငါ့ကိုခဏနေကြရင်တော့အာတငယ်ချင်းရဲ့နင်းဆောက်ရတာငါတောင်းပန်ပါတယ်ပေါ့နော်ပြောလာမှာပဲပေါ့နော်ဆိုတော့ဒါအဲ့လိုမျိုးစဉ်းစားမိတယ်စဉ်းစားမိပြီးတော့မှပြန်သွားတယ်လက်မှတ်ပြန်သွားတော့ဒါစိတ်မကောင်းဖြစ်တော့ဒါအမျိုးသားကိုဖုန်းဆက်ပြီးတော့မှမေးပြောပြတယ်ပေါ့နော်အဲ့ဒီမှာ तू ကတော့အဲ့ချိန်တော့ဘာမှတော့ तू မပြောသေးဘူးအဲ့နဲ့အိမ်ပြန်ပြီးတော့ဒါတရက်2ရက်နေတယ်ဘာစာမှလည်းမဝင်လာဘူးပြီးတော့သူ့ရဲ့ birthday ရက်ရောက်တယ်သူက birthday ကို3ရက်ကြိုလုပ်တယ်ဆိုတော့အလုပ်လုပ်ရမှာဆိုတော့အဲ့ဒါနဲ့အဲ့ဒီရက်မှာ तू ကဖြစ်ချင်တော့သူ့ရဲ့ဒီ birthday မတိုင်ခင်မှာ तू ကတခြားဌာနကိုအလုပ်ပြောင်းလာရတော့ तू ကဒါနဲ့မတွေ့ရတော့ဘူးပေါ့နော်မတွေ့ရတာလည်းပါတယ်ခုနထည့်ပြောဖို့မိသွားတယ် तू ကတခြား department ကိုပြောင်းလာရတဲ့အတွက်ကြောင့်မလို့ तू ကဒါနဲ့မတွေ့ရတော့ဘူးဆိုတဲ့စိတ်ကြောင့်ရောဒါထပ်ပြီးတော့စောင့်နေခဲ့တယ်ပေါ့နော်အဲ့ဒီမှာね okay သူ့ရဲ့ birthday ရောက်တော့ဒါလည်းbirthday wish လိုက်ပါမယ်လေပေါ့နော်ဒီကိစ္စကကိုလောက်ခံရတာတော့ကိုသိပြီကွာဒါပေမဲ့ငါလျှော်ထားလိုက်မယ်ပြောမနေတော့ဘူးပေါ့နော်ငါရန်လည်းဖြစ်မနေတော့ဘူးဆိုပြီးတော့မှလျှော်ထားလိုက်ပြီးတော့သူ့ကို birthday wish ပို့တယ်ပေါ့နော်တကယ်ချင်းရဲ့နေ birthday ပါဒီပျော်ရွှင်ပါစေပါညာပေါ့နော်ပို့ပြီးတော့မှနေတော့Facebook မှာပို့တာလည်းမဟုတ် Instagram မှာပို့တာလည်းမဟုတ်ဘယ်နေရာမှာပို့တာမဟုတ်ဒီ message ကိုဒါကဒီတကယ်ဖုန်းနဲ့ဓာတ်ရိုက်ပို့တာပေါ့နော်မမြင်စရာလည်းအကြောင်းမရှိဘူးပေါ့နော်ပြီးတော့သူကအမြဲတမ်းတရားလိုပဲဖုန်းလေ Apple Watch ကိုတက်ထားတယ်လို့ဆိုတော့အဲ့ဒီ Apple Watch မှာ message တွေအမြဲတမ်းသူချက်တာကိုလည်းတရားကလည်းမြင်ရတယ်ဖြစ်ချင်တော့အဲ့ဒီရက်ကလည်းသူအလုပ်လုပ်တဲ့ရက်ဆိုတော့တရားလိုပဲတရားအလုပ်မှာဆို Apple Watch တက်တော့ message တို့ email တို့ကို miss out မဖြစ်အောင်အမြဲတမ်းလက်နဲ့check လက်ပေါ်နာရီပေါ်မှာ check ကြည့်ဖြစ်တယ်ပေါ့နော်ဆိုတော့အဲ့ဒီမှာမမြင်စရာလည်းအကြောင်းမရှိဘူးဒါပေမဲ့ဘာလို့ငါ့ကိုစာမပြန်တာလဲ okay ပထမတစ်ရက်က busy လို့ဖြစ်ရင်ဖြစ်လိမ့်မယ်ဒုတိယတစ်ရက်လည်းရှိတယ်တတိယတစ်ရက်ရှိတယ်6ရက်မြောက်နေ့အထိကဘာ reply မှမလာတော့ဒါအဲ့ဒီမှာဘာလုပ်လဲဆိုလို့ရှိရင်အဲ့ချိန်မှာဒါကလည်း emotional အရန်ဖြစ်နေတယ်ဒါဒီလိုပဲထားလိုက်ရင်ပေါ့နော်ပြီးသွားမဲ့ကိစ္စလို့ဒါနောက်ပိုင်းပြန်ပြီးတော့လဲစဉ်းစားမိတယ်ဒါပေမဲ့ငါ့ကိုဘာလို့ဒီလိုလုပ်တာလဲပေါ့နော်ဒါသူ့ကိုလေတကယ်ကိုယ့်ရဲ့ဒီလိုမျိုးတငယ်ချင်းပေါ့နော်အဲစိတ်ချကိုကိုကနှစ်ပြီးတော့မှအဲ့လိုမျိုးဖြစ်နေပြီပေါ့နော်သူတခြား department ပြောင်းလဲကိုရီးယားပြင်မှာတွေ့ကြမယ်ဆုံးကြမယ်စက်တောင်းနေတူရိုက်ကြမယ်ကားတွေရှောင်းမောင်းကြမယ်အဲ့လိုမျိုးလောက်ထိကိုရီးယားစကားတွေပြောပြီးတော့မှရင်းနှီးခဲ့တဲ့သူကကိုဘာလို့အဲ့လိုလုပ်လဲဆိုတဲ့ဝမ်းနဲ့စိတ်ဖြစ်မိတယ်ပေါ့နော်ဖြစ်မိပြီးတော့မှအဲ့တော့ဖြစ်တဲ့စိတ်ကတော့လေငါ့ကိုဒီလိုလုပ်ရကောင်းလားပေါ့နော်အဲ့လိုမျိုးစိတ်မျိုးပေါ့နော်ဖြစ်တယ်ဖြစ်တော့
တော့အဲ့ဒီမှာတဒါကလည်း okay ပေါ့နော်ဆိုသူကမြန်မာစာတော့မတက်ဘူးဒါပေမဲ့တဒါရဲ့ဒီဗာလဲစာရီကိုသူက translation နဲ့သူကဖတ်တယ်လို့တဒါထင်တယ်တဒါသင်ချလိုက်တယ်ဘာဖြစ်လဲဆိုရင်ရင်ထဲမှာအရန်ခံလာရတယ်အဲ့တုန်းကတဒါသင်လိုက်တုန်းကလည်းပဲဘာဖြစ်လဲဆိုလို့ရှိရင်လေဘယ်လိုစိတ်နဲ့သင်လိုက်လဲဆိုလို့ရှိရင်သူ့ရဲ့ reaction ကိုငါတွေးချင်တယ်ပေါ့နော်ငါစာကိုသူမမြင်လို့လားဒါမှမဟုတ်လို့ရှိရင်သူ့ရဲ့ excuse ကဘာလဲဆိုပြီးတော့မှတရားတင်လိုက်တော့တရားဘေးတော့မှမလေတရားချက်တဲ့တကယ်ချင်းတော့မိတ်ဆွေတို့ကိုလေတရား online မှာတင်ပြီးတော့အဲ့လိုမျိုးfound ထူတာတွေတရားဘယ်တော့မှမလုပ်ခဲ့ဘူးပေါ့နော်တရားကိုယ်တိုင်အပြင်မှာပဲတဲ့ရှင်တယ်ဒါပေမဲ့သူ့ဘက်ကဘာစာမှမပြန်လာတဲ့အချိန်မှာတရားသူ့ကိုဘယ်လိုမျိုးလေငါမချင်တဲ့ကြောင်းပေါ့နော်ပြောရမလဲတရားမသိဘူး ပြီးတော့ကိုသူပြောခဲ့တဲ့စကားလည်းရှိတယ်ပေါ့နော်။ "तू ကစားတွေဘာတွေသူ့ကိုမပြန်ဘူး3-4ရက်လောက်မပြန်ဘဲထားတဲ့တကယ်ချင်းတွေဆိုရင် तू ကအဲ့လိုမျိုးပေါ့မလိုလားတဲ့အကြောင်းပေါ့နော်။ तू ပြောထားတာရှိတော့အမြဲတမ်းသူ့ကိုလေစာပြန်နိုင်အောင်ကြိုးစားတယ်ပေါ့နော်။ဒါပေမဲ့အဲ့လိုသင်လိုက်တော့ရဲ့ birthday wish ကို तू ကမမြင်ပေမဲ့ရဲ့ဒီအကြောင်းကိစ္စကို तू မြင်တယ်သိလား။သင်လိုက်တဲ့စာကို तू မြင်တော့အဲ့ဒီအချိန်မှာသဘောပေါက်လိုက်တယ်ပေါ့နော်။ โอเคလို့ငါလှုပ်လိုက်တဲ့အရာပေါ့လေပျော်လားဆိုရှင်မပျော်ဘူးဒါပေမဲ့သိလိုက်တဲ့တခုကတော့လေငါတိတ်အရေးမပါပါလားပေါ့နော်သူ့ရဲ့ဘဝထဲမှာငါတိတ်အရေးမပါဘူးငါမျောလင့်တာနည်းနည်းများသွားတယ်အဲ့လိုမျိုးစိတ်လေးတွေဖြစ်မိတယ်ဖြစ်မိတော့ဝမ်းလည်းနေတယ်သိလားအဲ့ဒီအချိန်မှာသူ့ဆီကစာရောက်လာတယ်ရောက်လာတော့ကိုပေါ့နော်ဒီလိုမျိုးတန်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 းနေပြောတယ်ပေါ့နော်သူ online မှာအဲ့လိုမျိုး fake friend ကိုခေါ်တာတို့အဲ့လိုမျိုးတွေကသူအဆင်မပြေတဲ့အကြောင်းလေးကိုသူပြောလာတော့လည်းအလွန်ဒေါသစိတ်နဲ့သူ့ကိုပြန်ပြောခဲ့တယ်ပေါ့နော်ဘာလို့ပြောခဲ့လဲဆိုတော့နေပညာပေးတာကိုနင့်အတွက်ထားခဲ့လိုက်ပေါ့နော်နင့်ရဲ့ဘဝမှာအရေးကြီးတဲ့ပွဲတွေကိုပဲအချိန်မီအောင်စူးစမ်းလိုက်ပါအောင်တော့ဘာလို့ကိုကလည်းပြန်ချတာပေါ့နော်ရေးတော့ရေးချင်တယ်သိလားပြန်စဉ်းစားကြည့်တော့လေဒီရက်ထဲအဲ့ဒါနဲ့နေလူကလေအရန် toxic ဖြစ်တယ်လို့ခံစားလာရတယ်အဲအဲ့လိုမျိုးလေးပေါ့နော်ပြန်ပြောပြီးတော့လေအဲ့ဒါကြောင့်ဘဝမှာလေဘယ်တော့မှလေဘယ်သူ့ကိုမှလေအဲ့လိုမျိုးရိုင်းရိုင်းစိုင်းစိုင်းမပြောမိအောင်ကြမ်းကြမ်းတမ်းတမ်းမပြောမိအောင်နေတယ်ဘာဖြစ်လို့လဲဆိုပြောပြီးရင်လူကလေခံစားရတာမပျော်လို့ပေါ့နော်မပျော်လို့မပြောမိအောင်နေတယ်ဒါပေမဲ့တခါတလေကြတော့လေပြန်စဉ်းစားတော့လေငါဘာတွေလုပ်မှားခဲ့တာလဲပေါ့နော်သူ့အပေါ်ပေါ့နော်သူ့အပေါ်ဘာမလုပ်မှားခဲ့တာလဲလို့ပြန်စဉ်းစားမိတော့လေလောလောဆယ်စဉ်းစားလို့လည်းမထွက်ဘူးဒါပေမဲ့ပြန်ပြီးတော့သိလိုက်ရတာလူဆိုတာကလေအာကိုပေးတဲ့မေတ္တာတွေများသလောက်ပေါ့နော်ကိုယ့်ရဲ့မေတ္တာကိုမလိုချင်တဲ့သူကကိုဘယ်လောက်ပဲပေးပေးယူမှာမဟုတ်ဘူးဆိုတာကိုမိသွားတာလည်းပါမယ်လို့ပေါ့နော်ဆိုတော့အလေးထားလို့မျိုးကိုပြန်အလေးထားစေချင်တဲ့စိတ်ရှိခဲ့လို့အဲ့လိုခံစားခဲ့ရတယ်လို့ပဲအဲ့လိုမျိုးပြန်ပြီးတော့မှတ်ယူတယ်ပေါ့နော် social media မှာသင်တာကမားရင်မားတယ်လို့တော့ကိုဝန်ခံတယ်ဒါပေမဲ့မသင်လို့သူ့ကိုစာပို့ရင်ရောသူစာပြန်မှာလားပေါ့နော်အဲ့ဒီစိတ်တော့သံသယဖြစ်မိတယ်ဒါပေမဲ့အချင်းတွေကိုပြန်ပြီးတော့နောက်ပြန်ပြီးတော့မှသွားခွင့်ရတယ်ဆိုလို့ရှိရင်လူကြီးဆန်ဆန်ပေါ့နော်တကယ်ချင်းရေးပေါ့နော်ငါဗာလဲငါနေ့ပေါ်အမားလုပ်ခဲ့တာရှိလားငါဘယ်လိုမျိုးနင့်ကိုငါစာပို့တော့နေစာမပြန်လို့လေးနဲ့အဆင်ပြေလား maybe သူတခုခုကြော်ဖြတ်နေရတာလည်းဖြစ်ရင်ရှိကောင်းရှိလိမ့်မယ်ဒါပေမဲ့တော့မသိဘူးလीနော်ဆိုတော့အမ်အဲ့ဒါနဲ့ရဲ့နှစ်ကျော်တိဆောက်တဲ့တိဆောက်ခဲ့တဲ့အဲ့ဒီ friendship ကပြတ်သွားတယ်ပဲပြောရမယ်ပေါ့နော်ဆိုတော့အခုကြည့်ရှုသူတွေကရောပေါ့နော်ဒီဗီဒီယိုကြည့်ပြီးတော့ဘယ်လိုမျိုးအာဖြစ်ရှင်ခဲ့တဲ့လဲပေါ့နော်အခုကတော့ပြန်တော့နောက်ပြန်လို့လဲလို့တော့မရတော့ဘူးဒါပေမဲ့ဘယ်လိုမျိုးဖြစ်ရှင်ခဲ့တဲ့လဲအာဖြစ်ရှင်ခဲ့ရင်ပေါ့နော်ကောင်းတဲ့ဒီထက်ကောင်းတဲ့ဖြစ်ရှင်နည်းတွေရှိလားပေါ့နော်အမြင်လေးတွေsharing လုပ်စီချင်တယ်ဆိုတော့ okay ပြီးခဲ့တာလည်းပြီးပြီပေါ့နော်ကရဲ့စိတ်ကိုလေအဲ့လိုမျိုး
play ရတာအရင်ကျွမ်းတယ်ပဲပြောရမယ်ကို manipulate လုပ်ရတာကျွမ်းကျင်တယ်ပြောရမယ်အထူးသဖြင့်ဒါအရင် stress ဖြစ်နေတယ်ဒါရဲ့ဦးနောက်တွေပေါ့နော်ဒါပေမဲ့ကောင်းတဲ့ဖက်ကိုသွားတဲ့ manipulation ကိုတော့ဒါတတ်နိုင်ဆုံးဒီ adapt လုပ်မိအောင်တော့ဒါစူးစမ်းရတယ်ပေါ့နော်ဆိုတော့ဒါဒီရဲ့ထဲကလေ okay ပေါ့နော်ငါဒီလိုဖြစ်ခဲ့ပြီငါဒီလိုဖြစ်ခဲ့ပြီငါလုပ်ခဲ့ပြီဆိုတော့ဒါ stress တွေဖြစ်တော့ဒါစာအုပ်လေးတွေဖတ်တယ်စာအုပ်လေးတွေဖတ်ပြီးတော့မှဒါကိုယ့်ရဲ့ဘဝကိုပေါ့နော်ဒီလိုမျိုးတွေကြုံလာခဲ့ရင်ငါဘယ်လိုမျိုးဆက်ပြီးတော့ကောင်းဘလို့ပို့ပြီးတော့ဖြည့်ရှင်းနိုင်မှာလေပေါ့နော်မဟုတ်ရင်လေလူတွေကဒါမျိုးလေးတွေဖြစ်တတ်တဲ့သဘောဝါနဲ့ပတ်သက်တဲ့စာလေးတွေစာအုပ်လေးတွေစာတူလေးတွေဒါလိုက်ရှာဖတ်တဲ့ချိန်မှာအဲ့ဒီစာတူလေးတစ်ခုကပြောထားတာကတော့လေဒါအဲ့ဒါလေဒါကိုယ်တိုင်ဟိုးရင်တော့က Facebook မှာ share ခဲ့ဖူးတယ်ပေါ့နော်ဒါပေမဲ့လူတစ်ယောက်ကလေစာပေတွေနဲ့လေအရန် close ဖြစ်မှာမကြာခဏအနည်းဆုံး close ဖြစ်မှာလူတစ်ယောက်ရဲ့ဦးနောက်ကရောဒီလိုမျိုးစိတ်ထဲမှာခံစားရတာတွေကတက်တာနိုင်တယ်ဆိုတာလေးဒါလက်ခံလာတယ်ပေါ့နော်။ဘာပြောတာလဲဆိုလို့ရှိရင်ဘုဒ္ဓစီကနေဘာမှလီမမျော်လင့်တတ်တဲ့စိတ်တွေမွေးဖို့လိုတဲ့အကြောင်းပေါ့နော်။ဒါပေမဲ့အဲ့ဒီစကားကိုပြောတဲ့ချိန်မှာဒါငငယ်တုန်းကဒါအထူးသဖြင့်ဆယ်ကျော်တဲ့အရွယ်တုန်းကဒါအမှတ်မားတာလေးတော့ရှိခဲ့တယ်။ဘုဒ္ဓစီမှာဒါဘာမှမမျော်လင့်ဘူးဆိုပြီးတော့မှဒါကို respect မထားတဲ့လူတွေအပြုအမူတွေစီကနေဒါရုံးမထွက်နိုင်ခဲ့တဲ့အချိန်တွေရှိခဲ့တယ်ပေါ့နော်ဒါကလုံးဝမာယွင်းတဲ့ adaptation ပေါ့နော်ဟိုဗာလေလက်ခံမှုတစ်ခုလို့ဒါမြင်တယ်ဆိုတော့ဒီတက်ကောင်းတဲ့ solution ကိုဒါကအခုချိန်မှာပေါ့နော်မြင်ရတာကတော့အဲ့ဒီရက်ဝန်ကနေဒါတို့ဒီလိုမျိုးဝေးကနေနေဖို့လိုတယ်ပေါ့နော်ကိုပေါ် respect မရှိတဲ့လူတွေစီကနေကိုပေါ်တကယ်တန်ဖိုးမထားတဲ့ကိုရဲ့ဖြစ်တည်မှုကိုရဲ့ present ကိုအလေးမထားတဲ့လူကိုအဲ့လိုမျိုးပြောချင်တာလေအလကားပါဆိုတဲ့အဲ့လိုမျိုးအပြုအမူတွေထားတဲ့လူတွေရက်ဝန်ကနေကိုရီးယားဝေးနေတတ်ဖို့လိုတယ်ဒါပေမဲ့ကိုရှောင်ထွက်တတ်ဖို့လည်းလိုတယ်လို့တော့ဒါမြင်နေပေါ့နော်နောက်တစ်ခုကျတော့လူတွေစီကဘာမှမမျှော်လင့်နဲ့ဆိုတဲ့စကားကလေလူတွေစီကနေကိုကပေးလိုက်တလောက်ပေါ့နော်ငါ့ကိုလည်းဒီလိုမျိုးပြန်ပြီးတော့မှပေးရမယ်ဆိုတဲ့စိတ်ကိုမထားတတ်ဖို့တော့လိုတယ်လို့ဒါမြင်တယ်ဒါပေမဲ့အဲ့ဒါဟာကို respect မရှိတာတို့ကိုအဲ့လိုမျိုးတန်ဖိုးမထားတာတို့ကိုလက်ခံရမယ်လို့ပြောတာမဟုတ်ဘူးဆိုတာလေကိုသိထားဖို့လိုတယ်တတိကပ်ဖို့လိုတဲ့အကြောင်းဒါကတော့ဒီဗီဒီယိုမှာပြောချင်တယ်ပေါ့နော်ဆိုတော့ဒီဗီဒီယိုကြည့်ပြီးတဲ့လူတွေပေါ့နော်ဒါကတော့ဒါတော့အကြံပေးစီချင်တယ်ပေါ့နော်ဒါကတငယ်ချင်းတွေလည်းအများကြီးမရှိဘူးရှိတဲ့တငယ်ချင်းတွေကလည်းဒါကိုအဲ့လိုမျိုးနားလေပေးတဲ့လူတွေဒါကိုယ်တိုင်လည်းအဲ့လိုမျိုးအကြာကြီးပေါင်းလာတော့လေပြောမနာဆိုမနာတွေနဲ့ပဲဒါကကြီးပြင်းတာများတယ်အဲ့ဒီမှာအခုလိုမျိုးပြဿနာတွေကြုံတော့ဒါဒီထက်ဘယ်လိုမျိုး better solution တွေဖြေရှင်းလို့ရနိုင်ခဲ့လဲပေါ့နော်အကြံဉာဏ်လေးရှိရလဲပေးလို့ရတယ်ဒါကအမြဲတမ်းပေါ့နော် welcome လုပ်ချင်တယ်ဒါကြီးပဲအကြံဉာဏ်တွေပေးတာ advice တွေပေးတာဒါမလို့ချင်ဘူးပေါ့နော်ဆိုတော့ဒါကတော့ဒါဒီရက်ထဲကြုံရတဲ့ဒီပြဿနာလေးတစ်ခုပေါ့နော်ဆိုတော့ဒါရဲ့အမားတွေကိုဒါမြင်တယ်အဲ့လိုပဲတစ်ဖက်လူကိုလည်းသူ့ရဲ့အမားကိုမြင်ပြီးတော့မှဒါကလေ I'm sorry ဆိုတဲ့စကားလေးတစ်ခုမှဒါကြားချင်ခဲ့တာတော့အမှန်ပဲပေါ့နော်ဒါပေမဲ့သူ့ဘက်ကမလာတဲ့အတွက်ကြောင့်မလို့ okay ငါနဲ့အတွက်ဘာမှမဟုတ်ဘူးလားဆိုတဲ့စိတ်ကတော့ဒါဖြစ်မိတယ်အဲ့ဒါကြောင့်မလို့ဒါအဲ့လိုမျိုးတုတ်ပြန်ခဲတာကိုတော့ဒါဝန်ခံတယ်ပေါ့နော်yeah ကြည့်တဲ့လူတွေလည်းအကြံပေးကြပါအောင်လို့ဒါကတော့အခုတည်းအဲ့ဒီအပေါ်မှာ healing ကိုဆက်ပြီးတော့လှုပ်သွားနေတယ်ပေါ့နော်အဆင်ပြေမယ်လို့လည်းမျှော်လင့်တယ်ဒါရဲ့အမျိုးသားကတော့ဒီ Facebook မှာရေးထားသလိုပဲပေါ့နော်ကတကယ်စိတ်နစ်ပြီးတော့မှခင်သွဲခဲ့တယ်တန်ရုံစင်ရှိခဲ့တယ်ပေါ့နော်တပည့်လူကဒါကိုအဲ့လိုမျိုးပြန်မပြီးလို့ဒါ disappoint ဖြစ်ရတာပေါ့နော်ဆိုတော့ဒါပေမဲ့ဒါ disappoint ဖြစ်တဲ့အကြောင်းဒါသူ့ကိုမပြောခဲ့တာတခုတော့ဒါဝန်ခံတယ်ဒါပေမဲ့ပြောလို့လည်းမထွက်ဘူးဒါကတော့ဒါရဲ့အားနည်းချက်တစ်ခုဖြစ်တယ်ပေါ့နော်ငါမကျင်တတ်ဘူးဆိုတော့ဒါအခုတိပြောမထွက်တာသိချတယ်ဒါပေမဲ့ဒါပြန်ပြီးတော့မှပြောလိုက်တဲ့အချိန်ဒါချပြတဲ့နေရာကမားတယ်လို့
တချို့ကမြင်ကောင်းမြင်လိမ့်မယ်ပေါ့နော်ဒါပေမဲ့တဒါကမားတယ်လို့တဒါအစကတော့မြင်တယ်ဒါပေမဲ့သူ့စီကပြန်လာတဲ့ message ကတဒါသိလိုက်ရတာကတဒါရဲ့ message ကိုသူအလေးမထားဘူးဆိုတာကိုတဒါသိလိုက်ရပြီးတော့မှတဒါရဲ့ social media post ကိုကြတော့သူမြင်သွားတယ်ဆိုတဲ့စိတ်လေးတဒါမြင်လိုက်ပြီးတော့စိတ်မကောင်းဖြစ်တာရောဝမ်းနည်းတာရောဖြစ်မိတယ်ပေါ့နော်ဆိုတော့အဲကြောင့်လူကြီးတွေပြောတဲ့စကားတွေရှိတယ်လူတစ်ယောက်ကိုကလောင်ကျွမ်းအောင်မလုပ်ခင်ကိုယ်တိုင်အရင်လောင်ကျွမ်းရတယ်ဆိုတာအရင်မှန်တယ်ပေါ့နော်ဒါပေမဲ့တဒါက okay ငါ self respect ပေါ့နော်ငါကငါအလေးထားတဲ့အနေနဲ့ငါမကျေနပ်ကြောင်ချပြမယ်ဆိုပြီးတော့လှုပ်တဲ့အချိန်မှာကြတော့လေလူတွေကအမ်ကိုယ့်ဘဝကနေထွက်သွားရတယ်ပေါ့နော်မဟုတ်ရင်လည်းကိုယ်ကတခြားလူဘဝကနေထွက်သွားရတယ်အဲ့လိုဖြစ်ရတယ်ဆိုတော့อืมလောကကြီးရဲ့သဘာဝတစ်ခုပေါ့နော်ဒါပေမဲ့ကြည့်ရှုတဲ့သူတွေဒီအဖြစ်အပျက်နဲ့ပတ်သက်ပြီးတော့မှတဒါကိုပြန်ပြီးတော့မှအဲအကြံဉာဏ်လေးတွေပေးဖို့တဒါတောင်းဆိုချင်တယ်ကြည့်ရှုကြတာလည်းကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာတဒါတို့ပြန်တွေ့ကြမယ်နော်